အားလုံးမင်္ဂလာပါဒီချယ်ရနီကိုပါဒီနေ့မှာတော့ကလေးတွေ writing ရေးတဲ့အခါမှာအသုံးဝင်မဲ့အချက်လေးတွေအတွက်ပြင်ဆင်ထားပါတယ်ဆိုတော့လောလောဆယ်ဒီချယ်ရ writing ကိုနှစ်ပိုင်းလေ့လာကြမယ်ပထမပိုင်းက informal writing များသောအားဖြင့် letter ပိုင်းကိုသင်ရပြီးတော့ဒုတိယပိုင်းကတော့ formal writing ဒီချယ်ရများသောအားဖြင့် essay ကိုဒီချယ်ရလေ့လာရတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ informal writing letter ကိုစကြည့်ရအောင်ကျွန်တော် letter မှာများသောအားဖြင့်ရေးကြတဲ့သူတွေကတငယ်ချင်းတွေကိုရေးရတာရှိတယ်ဒါမှမဟုတ်မိသားစုဝင်တွေကိုရေးရတာရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီကျွန်တော်များသောအားဖြင့်ဘယ်လို tone of voice နဲ့ရေးမလဲဆိုတဲ့ဟာတွေဒီကလေ့လာဖို့လိုအပ်နိုင်တယ်ဒါအတွက်ကြောင့်ပထမဆုံးအနေနဲ့ tone နဲ့ writing style ကိုဒီကျွန်တော်လေ့လာကြမယ်ဒုတိယအနေနဲ့ structure ကဘယ်လိုလုပ်သင့်လဲစာပိုက်တွေဘယ်လိုခွဲသင့်လဲနောက်ဆုံးနေရာတော့ဘာတွေကိုမလုပ်သင့်လဲဆိုတဲ့ဟာကိုဒီကျွန်တော်လေ့လာကြမယ် okay ပထမဆုံးအနေနဲ့ tone နဲ့ writing style ခုနကပြောသလိုပဲ writing နဲ့ရေးတဲ့အခါမှာများသောအားဖြင့်တငယ်ချင်းတွေသို့မဟုတ်မိသားစုဝင်တွေကိုရေးပေးရတဲ့အတွက်ကြောင့်မလို့ writing style ကများသောအားဖြင့် friendly ဖြစ်ဖို့လိုအပ်တယ်ဥပမာ hey hi dear ဆိုတဲ့စကားလုံးတွေကတငယ်ချင်းချင်းသုံးသလိုမိသားစုဝင်ကြားထဲမှာယဉ်နှီးစွာတဲ့သုံးတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကတော့သုံးလို့ရှိရင်ပိုကောင်းတယ်နောက်တစ်ခုကတချို့တို့အင်္ဂလိပ်စာမှာဆို contraction ဆိုပြီးတွဲသုံးတဲ့ဟာလေးရှိတယ်ဥပမာတချို့တို့ I am လို့ပြောမယ်စာ I'm you are လို့ပြောမယ်စာ you're and then can't လို့ပြောမယ်စာ can't or like don't ဆိုတဲ့ဒီလို contraction လေးတွေက natural ဖြစ်တယ်ဘာလို့ natural လဲဆိုအချင်းချင်းစကားပြောတဲ့အခါမှာယဉ်နှီးစွာနဲ့ပြောနေကြသလိုလေတန်းထွက်တဲ့အတွက်ကြောင့်ဒါလေးတွေကလက်ထပ်မှာသုံးလို့အဆင်ပြေပါတယ်အဲ့တော့ဒုတိယပိုင်းအနေနဲ့ကျွန်တော် structure ကိုကြည့်ကြရအောင်များသောအားဖြင့် structure ကတော့ဒီကျွန်တော်အပိုင်း၃ပိုင်းရှိတယ်စာပိုက်တွေဘယ်လိုပဲခွဲခွဲ၃ပိုင်းကတော့မဖြစ်မနေပါတင်တယ်ပထမဆုံးအနေနဲ့က greeting and opener ဒုတိယပိုင်းက paragraphing နောက်တစ်ခုကတော့နောက်ဆုံးတစ်ခုအနေနဲ့ကတော့ closing and sign off ပေါ့နော်ဆိုတော့first part က greeting and opener letter တိုင်းမှာဒီချေတို့ဒီကလေးတို့မေးခွန်းပေါ်မူတည်ပြီးတော့ထိတ်မှာဒီချေတို့လိပ်စာလေးရေးရတာရှိလိမ့်မယ်တိုးတော်လေးဒီချေတို့အရင်ဆုံးစားမယ့်ဟာကတော့ greeting and opener ဖြစ်လိမ့်မယ်စာပိုက်ကြီးတွေမစားခင်မှာဥပမာ dear Alice ရေးရတဲ့နာမည်ကတော့မေးခွန်းမှာဒီချေတို့ကြည့်ရမှာပေါ့နော် like dear Alice like how are things something like ကိုအချင်းချင်းတငယ်ချင်းပြောနေသလိုလေးတန်းမျိုးလေးချေတို့ဖြစ်ဖို့လိုအပ်နိုင်တယ် second thing like for example like hi Alex how have you beenနောက်ဆုံးတစ်ခုကတော့ hey Alex sorry I haven't written you for a while အဲ့တော့ဒါတွေပဲသုံးရမှာလားဆိုမဟုတ်ဘူး you can personalize your own tone of voice ဟုတ်ပြီနော်ဒါပေမဲ့ you must sound friendly and relax ဒုတိယမြောက်တစ်ခုဖြစ်တဲ့ကျွန်တော် paragraphing မှာဆိုလို့ရှိရင်တော့ paragraphing က letter မှာကလေးတို့ဘယ်နှပတ်ရေးကိစ္စမရှိဘူးမေးခွန်းကပြောတဲ့အပိုင်းကိုတော့ရေးရမှာပေါ့နော်သို့တော့ရေးတဲ့အပိုက်တိုင်းမှာအပိုက်တစ်ခုမှာတော့ I main idea ကတစ်ခုပဲဖြစ်တဲ့နဲ့နောက်တစ်ခုကတော့ဗာလဲဆိုရင်တချို့တော့ natural vocabulary ဆိုရဲတဘာဝအတိုင်းကျတော့ရင်းနှီးစွာနဲ့ပြောနေကြစကားလုံးတွေကိုသုံးတာအကောင်းဆုံးပဲဥပမာ guess what by the way anyway and the last one anyway like actually or anyway something like that ဒီချို့ဒါလေးတွေက very natural ဖြစ်တယ်နောက်တစ်ခုက birthday ကိုphrasal birthday ပေါ့နော်ချင်းချင်းစကားပြောတဲ့အခါမှာသုံးနေတဲ့စကားလုံးတွေဖြစ်တဲ့ဟာလေးတွေဖြစ်တဲ့ like hang out look for or find out ဒါလေးတွေကအသုံးဝင်လို့ရပါတယ်အသုံးပြုလို့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့ဘာဖြစ်လဲဆိုရင် paragraphing ရင်းနေနဲ့ကိုနေမှတ်မိလားအချင်းချင်းပြောနေကြစကားလုံးတွေရှိရလေနော်နင်ကောဘလို့လဲအဲ့လိုပုံစံမျိုးတွေဖြစ်တဲ့ English မှာဆိုရင် how about you what about you ဆိုတော့ဟာလေးတွေကသုံးရတာအရင်ကောင်းပါတယ်ဒါပေမဲ့တခုတော့ရှိရဖို့ကိုသုံးတဲ့စကားလုံးဒီအတိတ်ပဲပြီးသွားဖို့တော့လိုအပ်နေတယ်ဟုတ်ပြီနော်မှန်ကန်တဲ့အသုံးပြုမှုဖြစ်ဖို့တော့လိုအပ်တယ်ဆိုတော့ the last part ဖြစ်တဲ့closing and sign off ဆိုတော့ letter ဒီအပိုင်း၃ပါးတည်ချပေါက်လိုအပ်ပါတယ်ဆိုတော့တစ်ပိုင်းပိုင်းကကြံနေခဲ့ရတယ်အမှတ်ရဖို့ခက်ခဲနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဒါလေးတွေကိုသတိထားဖို့လိုအပ်တယ်ဥပမာ sign off မကြံခဲ့တာမျိုးဆိုတော့လူရဲ့ခန္ဓာကိုယ်မှာခေါင်းခန္ဓာကိုယ်6ရှိရဆိုရင်လေ6ကြီးပြတ်ကြံခဲ့အဆင်မပြေသလိုပဲ sign off တွေတည်ချပေါက်လိုအပ်တယ်စာမပွဲမှာအချိန်မလောက်လို့ဆိုပြီးတော့ sign off ကိုမကြံခဲ့ပြီးစေနဲ့เนาะဒါတွေကရေးကြည့်ပါတယ် like sign off ကတော့ဘယ်လိုလဲဆိုတော့အရင်ခက်ခဲတဲ့ဟာတော့မဟုတ်ဘူးကိုရေးခဲ့တဲ့အချက်တွေကို summarize လုပ်ပြီးအောက်ဆုံးပိုင်းမှာတော့ပြန်တွေ့မယ်နော် something like that ပြောတဲ့ပုံစံမျိုးပဲ like writing back soon or best regard ကိုကြိုက်တဲ့ပုံစံမျိုးကိုရေးလို့ရပါတယ်ဒါတွေကတော့ a few example ပေါ့ဆိုတော့ letter ရေးတဲ့အခါမှာဒါတွေပဲလားဆိုတော့မဟုတ်ဘူးဥပမာ teacher တို့တွေဒီ sentence တွေ structure မှာ grammar တွေမှန်ကန်ဖို့လိုအပ်နိုင်တယ်ဥပမာ paragraph တွေက clear ဖြစ်ဖို့လိုအပ်တယ်ပြီးတဲ့အခါမှာ sign off လိုအပ်တယ်ပေါ့နော်sign off လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလုံးဝမသုံးသင့်တဲ့ဟာလေးပြောပါဆိုလို့ရှင်ပထမဆုံးအနေနဲ့ writing ဒီကိုကတငယ်ချင်းအချင်းမိသားစုဝင်ကြားထဲမှာရေးတာဖြစ်တဲ့အတွက်ကြောင့် very formal sentences တွေကတော့တိတ်ပြီးတော့မကောင်းနေဘူးဥပမာဘယ်လိုမျိုးလဲဆိုလို့ရှင်ကိုကအကြီးတယောက်ကိုရေးတဲ့ဟာမျိုး I'm writing to inform you about ဆိုတဲ့စကားလုံးမျိုးပြီးတဲ့အခါမှာ sign off မှာသုံးတဲ့ yours faithfully ဆိုတဲ့ဟာမျိုးတွေက very formal ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့် letter တွေကဒါလေးတွေကိုမသုံးသင့်ဘူးလို့ share တို့များတော့အဖြစ်အကြံပေးကြတယ်ဒုတိယ part ကပါလဲဆို sentence ဒီ
paragraph အရာခွဲရလိမ့်မယ်တိုးတော်လည်းအရန်ကိုရှေ့ပြီးရှုပ်ထွေးပြီးတော့ကိုကပြန်ဖိုက်တော့အတိတ်ပဲမမှတ်မိနေတဲ့စကားလုံးမျိုးဆိုရင်တစ်ချက်ရှောင်သင့်တယ်ဘာလို့လဲဆိုရင် letter ဖြစ်တဲ့အတွက်ကြောင့် simple and clear ဖြစ်တော့အကောင်းဆုံးပဲနောက်တစ်ခုကဘာဖြစ်လဲဆိုရင်စာသားတွေအချင်းချင်းမှာစာပို့ကြတဲ့အခါမှာ texting လုပ်တဲ့လိုမျိုးပေါ့နော်အတူကောက်တွေအရန်သုံးလိုက်တဲ့ဟာကအမှတ်မရစေဘာလို့လဲဆိုတော့ they are not the standard languageဟုတ်ပြီနော်ဥပမာဒီဟာလေးဆိုရင်ကလေးတို့စကားလုံးစာပို့နေတဲ့အမြဲသုံးလေးရှိကြဒါတွေကတော့အသုံးပြုလို့ရမှာမဟုတ်ဟုတ်ပြီနော်ဆိုတော့ letter လေးတွေရှိတဲ့အခါမှာတော့လေးရဲ့အခါမှာဒါလေးတွေကတော့သတိထားဖို့လိုအပ်ပါတယ်ကျိုးတင်ပြစ်အောင်ပွဲကိုမို့ဝါစုံလန်းနဲ့စားလို့နေကြပြီလားဝါစုံလန်းမှာလေ KG ကနေ grade 12အထိအတန်းလိုက်ဘာသာဆုံးသင်ခန်းစာတွေကို ဝိုင်းရင်ဆရာကြီးဆရာမကြီးတွေကတင် जा ပေးထားပြီးတူးချက်အနီးကတင် जा ပေးထားတယ်လို့မျိုးလေ့လာနိုင်ပါပါ မတည်သေးတဲ့စာကိုပဲဖြစ်ဖြစ်နားမလည်တဲ့စာကိုပဲဖြစ်ဖြစ်လွတ်သွားတဲ့စာကိုပဲဖြစ်ဖြစ်ဖုန်းထဲကနေအချိန်မရွေးထက်ခါလေ့လာနိုင်ပါတယ်ရှင်တင်ငန်းစာတွေကိုကြိုတင်လေ့လာနိုင်ဖို့အတန်းတန်း15လစာဘာသာဆုံးကို 32,500ကျပ်နဲ့ဝယ်ယူပြီးတော့ဝါဆိုလန်းကိုသုံးလိုက်ကြတော့နော်